လာပါမင်္ဂလာပါချာလီမင်္ဂလာပါ teacher ဒီနေ့ဒီ CGR family အတွက်ပေါ်ပေါ့နော်နည်းနည်းလေးကိုအကြောင်းလေးမိတ်ဆက်ပေးပါပြီးလို့ရှိရင်ဘယ်လိုမျိုး DCDR ကိုတည်လာတာလဲပြီးလို့ရှိရင် DCDR ကိုတည်လာခြင်းအဖြစ်ပေါ့နော်ဘာတွေကိုပေါ်မှာထူးခြားမှုရှိခဲ့လဲနည်းနည်းလေးပြောပြပေးနော်ဟုတ်ကျွန်တော်နာမည်ကချာလီပါကျွန်တော်ဒီတခါတော့ live soul family ကိုကျွန်တော်တငယ်ချင်းဖူးနဲ့အရင်စသည့်ခဲ့ပါတော့ကျွန်တော်တငယ်ချင်းဖူးကမိတ်ဆက်ပြီးရပြီးတော့သူကအမြဲပြောဖြစ်တော့ဗောနော်ကျွန်တော်အရင်ကလိုterror ပါတော့တိတ်စိတ်ဝင်စားအယုံကြည်လဲတိတ်မရှိဘူးဟာဒါပေမဲ့တငယ်ချင်းကပြောတော့သူကအမြဲတမ်းဘယ်လိုမလဲဒီသူရဲ့ soul connection ပေါ့နော် soul guide soul teacher ဆရာမတစ်စင်စုံနဲ့အမြဲတော့တွေ့ဖြစ်တယ်ပြီးတော့သူspiritual အကူအညီလည်းအမြဲတောင်းဖြစ်တယ်ပြီးတော့သူမိရဲ့မိခွန်းလည်းအမြဲမှန်ကန်မှုရှိရပါတော့အားကြောင့်မို့ကျွန်တော်လည်းဟိုတခါကျရင်ကျွန်တော်ရဲ့ဘဝနဲ့ပတ်သက်မှာပေါ့နော်ဟိုတခါကျရင်အလုံးကိုင်နေမှာဖြစ်ဖြစ်ကိုယ့်ရဲ့ personal ကိစ္စဖြစ်ဖြစ်အသက်အကျရရှိရပါတော့အဲ့အချိန်မှာကိုလည်းတခုခုကိုယ့်ရဲ့ guardian တခုလိုအပ်နေရပါတော့အဲ့အချိန်ကျွန်တော်လည်းကျွန်တော်ရဲ့တကယ်ချင်းမိတ်ဆက်ပေးမှုကြောင့်ကျွန်တော်ဆရာမတစ်စင်ဆိုတော့တွေ့ဖြစ်တယ်ပြီးတော့ဒီ channel လည်းမိခွန်းနေမိတယ်ပြီးတော့ teacher ပြန်ပေးလိုက်တဲ့ answer နဲ့ဟိုတော်တော်လေးကိုပထမဆုံးတော်တော်လေး impression ပြခဲ့ရတယ်တော်တော်လေးမှန်ကန်မှုရှိရပါတော့အဲ့ကနေစဉ်းစားပြီးကိုအမြဲတမ်းဒီspiritual ဘိုင်းနဲ့ပတ်သက်မှပို့ပြီးလေ့လာဖြစ်တယ်ပြီးတော့ပို့ပြီးလဲစိတ်ဝင်စားမှုဖြစ်လာတယ်နောက်ပိုင်းကျရင်အမြဲတမ်းဒီ channel လည်းအမြဲ connection လုပ်ဖြစ်တယ်ပြီးတော့ကိုလည်းဘယ်လိုတီဆောက်ရမလဲဘယ်လိုချစ်တတ်ရမလဲ self care တွေဒီအကြောင်းတွေကိုပို့ပြီးနားလဲလာတယ်အဲ့အတွက်တချို့အရင်ကျေးဇူးတင်တယ်ဟုတ်ဒီဖူးဖူးလေးဆိုလို့ရှိရင်လည်းခုဆို overseas ရောက်သွားပြီနော်ဟုတ်တယ်ဒီချက်အခါကျလို့ရှိရင်အဲ့လိုပေါ့ဟိုဘွားမှာတွေ့လာတဲ့သူတွေကကိုယ့်အတွက်က blessing ဖြစ်လာတဲ့လူတွေတွေ့ရတယ်ပေါ့နော်ခုဆို TCDR ဆိုလို့ရှိရင်လည်းဟိုချာလီပြပြရဆိုလို့ရှိရင်ဒါဆို connection တော်တော်ရှိလို့ဒါရောက်လာတယ်ပေါ့နော်အဲ့တော့ TCDR ကနေတဆင့်ဒါ soul family တွေကနေတဆင့်ပြီးတော့တခါ TCDR ရဲ့အခြားသော channel တွေကနေတဆင့်ပေါ့နော်ဘာတွေများကိုအတွက်ထူးထူးခြားရခဲ့တာတွေရှိလဲဘလို့ practice တွေကချာလီအတွက်အကျိုးရှိစေခဲ့တယ်ပေါ့နော်အားလေးပြပေးပါဦးဟုတ်ကဲ့ပါဟိုအတိအကျကျွန်တော်TCL group မှာကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့เนาะကိုချစ်တတ်ဖို့အတိကပေါ့နော် self care self love ဒီဟာအရင်အရေးကြီးပါပေါ့နော်ကိုမချစ်တတ်ရင်ကိုသူများကိုဘယ်လိုချစ်နိုင်မလဲမဟုတ်လားအကြောင်းကျွန်တော်ကိုဒီတစ်ခတ်သုံး line ဒီ soul connection group မှာအမြဲဒီဒီ idea တွေဒီ sharing နဲ့ caring နဲ့အမြဲကိုကြည့်ဖြစ်တယ်ပြီးတော့အဲ့ကြည့်ပြန်ကိုလေးလာဖြစ်တယ်ပြီးတော့ကိုအချိန်ပိုယူဖြစ်တယ်အရင်ဆိုဘယ်လိုပြောမလဲအလုပ်ပြီးသွားရင်အလုပ်ပြန်လာတယ်ပြီးတော့အိတ်လိုက်တယ်အစားလိုက်တာနဲ့ပဲအချိန်ကုန်သွားတယ်ဘာမှဟိုကို self care လို့ပါပဲအဲ့လိုမျိုးမရှိဘူးဟောဒီနောက်ပိုင်းဒီ channel တွေ့နောက်ပိုင်းကျွန်တော်ကိုဘယ်လိုပြောမလဲ spiritually physically emotionally ပေါ့နော်ဒီသုံးခုပေါ့ကို maintain လုပ်တက်လာတယ်ပြီးတော့ကို self care လုပ်တက်လာတယ်ပြီးတော့ကို future plan တွေလည်းကိုပို့ပြီးplan တက်လာတယ်ဟုတ်ဒီအပိုင်းတွေကဘယ်လိုမလဲ self care တော်တော်အရေးကြီးရပါတော့လူတရားမှာ self care မရှိရင်ကိုက no future no bright ပြီးတော့ကိုလည်းဒီများကိုတီဆောက်မှုအပြင်သူတပားအတွက်လည်းတီဆောက်ဆရာဖြစ်တယ်ဟုတ်သူတို့ပြောတာလေးဟိုမှတ်သားထားလေးပေါ့နော်ဆိုတော့ချာလီပြောရတဲ့မှာအမှ self care ပေါ့နော်ပြောတဲ့အခါကျတော့လေတွေးမိတာလေးပေါ့ဒီ course လေးတစ်ခုမှတ်မိထားတာရှိရဲကိုချစ်တတ်တဲ့သူဒီတာတဲ့သူများကိုလည်းချစ်တတ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဟို self care ဆိုတဲ့နေရာမှာတော်များထင်တာအော် make up လေး skin care လေးလုပ်မယ်ဒါမှမဟုတ်ရှင်လှလှပတနေမယ်ဝယ်ချင်တာတွေဝယ်မယ်ဒါဆိုလို့ရှင်ဒါ self care လို့ထင်ကြတယ်ဒါပေမဲ့တကယ် self care ဆိုတာအဲ့ထက်ပိုတယ်ဆိုတာကိုခြာလီဆိုခုဆိုလည်းသိနေပါပြီပေါ့နော်ဆိုတဲ့အခါကျခုနခြာလီဘက်မှာပါတယ် emotional self care spiritual self care physical self care အကုန်လုံးပေါ့နော်ဆိုတဲ့အခါကျဥမာကွာ example အေးရရမထားခြင်းဒါပေမဲ့ကိုယ့်အတွက်ချစ်တဲ့အတွက်ကြောင့်မလို့ဒါထားပြီးတော့ဒါကိုယ့်အတွက် exercise လုပ်ရမယ်9မိနစ်လုပ်ရမယ်ဒါမျိုးလေးတွေပေါ့အဲ့တော့ချာလီအနေနဲ့ဘယ်လိုမျိုး self care မျိုးကိုပို့ပြီးတော့ဒီချာလီလို့ဖြစ်လဲပြီးလို့ရှိရင် TCDR ရဲ့ဘယ် practice လေးတွေကအသုံးဝင်ခဲ့လဲပေါ့နော်ဟုတ်ပထမဆုံးအနေနဲ့ကိုကအမြဲတမ်းဒီမနက် note ထားရပေါ့နော်ကိုအမြဲတမ်းကို universe ကို thank you လုပ်တယ်ဖျားခင်ကိုကျေးဇူးတင်တာပေါ့နော်ကိုအသက်ရှူခွင့်ပေးရယ်ကိုကျန်းမာခွင့်ပေးရယ်ကိုမျက်စိမြင်ခွင့်ပေးရယ်ဒါတွေအကုန်ကျေးဇူးတင်တယ်အတိကလေတနေ့တာစတင်တဲ့အချိန်မှာပေါ့နော် the energy ပေါ့နော်ကိုရဲ့ဟိုပြောမလဲ negative energy အကုန်ဖယ်ရှားဖို့လိုအပ်တယ်ကိုကအဲ့ negative energy နဲ့ကိုကအစပြုလိုက်ရင်တနေ့လုံးဝ bad influence ဖြစ်သွားတယ်ဟုတ်အဲ့ဆို
နိုးထားနဲ့စပြီးကိုကလေကိုအဖန်လို့ရမယ်ကိုဒီနေ့ငါအတွက်အကောင်းဆုံးနေ့ဖြစ်မယ်ဒီနေ့ငါအောင်မြင်တော့နေ့ဖြစ်မယ်ကိုအမြဲတမ်းကြွေးကြော်တဲ့ဝန်ခံတယ်ကိုအဖန်လို့ရတဲ့အတိုင်းမှာကိုရဲ့နှုတ်ကအရင်တကူရှိရပါတော့ကိုပြောရဲ့အတိုင်းတကယ်ဖြစ်တယ်အဲကြောင့်မှကိုကအဖန်အရင်လုပ်ဖြစ်တာပါနော်ပြီးတော့ကို self care ပြီးတော့ကိုအမြဲတမ်းအရင်ဆိုကိုအိပ်ရဆိုရင်ကိုဆုံးထချွန်အကြိုင်စတနိုင်စနေရတော့ပါချင်အခုနောက်ပိုင်း self care ဘယ်လိုလဲဆိုတော့ကို challenge ဆိုတော့ကို challenge လုပ်တယ်ကိုအရင်7နိုင်ထားရင်ဆိုရင်ဒီနေ့ငါ8နိုင်လောက်ထားမယ်ပြီး8နိုင်ထားမယ်ပြီးတော့ငါကို exercise လုပ်မယ် exercise အနည်းဆုံးမိနစ်20လောက်ဖြစ်တယ်ပြီးတော့အဓိကပြီးတော့အခန်းလေးရှင်းဖြစ်တယ်ဟုတ်အခန်းနဲ့ကိုရဲ့အခန်းတန်ရှင်းမှာပဲ energy ရတယ်တော့ဟုတ်တယ်ကိုရဲ့ energy environment တန်ရှင်းနေမှာကိုစိတ်ကလည်းရှင်းရှင်းလင်းလင်းရှိတယ်အဲဒါမလို့ခုနကဆိုပြ minimalistic တွေပါလို့တယ်ဆိုတာအဲ့ဒါတူတူပဲပေါ့သဘောတရားတွေ spiritual နည်းရကြည့်ပဲကြည့်ခြားတော့ emotional ရပဲကြည့်တာအများကြီးသုံးဝင်တယ်ဟုတ်တယ် share ပေးတာလေးတွေဟုတ်နောက်ပြီးတော့အကယ်၍ပေါ့နော် TCDR အောက်မှာကြီးကြီးနဲ့ quarter လေးလည်းရှိရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဥမာ spell ကြားလေးတွေပါလေးဆိုလို့ရှိရင်အဲ့ရနေပြီးတော့စပြီးတော့ထုတ်ဖြစ်တဲ့ product လေးပေါ့နော်အဲ့တော့ product ထဲမှာကောချာလီနေနဲ့အသုံးဝင်ခဲ့တာမျိုးရှိလားဒါမှမဟုတ်လို့ရှိရင်လည်းspiritual practice တွေ sharing လုပ်ပြီးတယ်မလားအဲ့ဒီ page မှာပေါ့နော်ဆိုတဲ့အခါကျအဲ့မှာကောချာလီနေနဲ့အဲ့လိုသုံးဖြစ်တဲ့ကိုယ့်အတွက် useful ဖြစ်တဲ့ဟာမျိုးရှိခဲ့သေးလားရှိရကျွန်တော် spectrum မှာကျွန်တော်တော်ဒီချက်စီတော်များ order မှာခဲ့ဘူးရဲ့ကျွန်တော်အကြိုက်ဆုံးကတော့အဲ lucky spectrum ပြီးတော့ healthy spectrum and protection spectrum ဟုတ်ကျွန်တော်ခီးသွားတဲ့အချိန်လေးအမြဲသုံးဖြစ်တယ်အမြဲဆောင်ဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲဟိုလာတာဒီမှာလည်းအမြဲကို recharge လုပ်ဖြစ်တယ် more energy နဲ့ထိတွေ့ရင်ကွာကို spectrum ပို့ပြီးဟောပါ energy ပုံမြင်တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကိုအမြဲပေါ့နော်ကိုspace ကိုလိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းကို space လေးအာရုံပြုမှကိုဆူတောင်းဖြစ်တာပေါ့နော်တကယ်လဲကုံလုံးဒီနောက်ပိုင်းကို affirmation လုပ်တယ်ပြီးတော့ set ခွဲလုံးနောက်ပိုင်းမှာအကုန်လုံးကိုကပါပဲလုံးအကုန်လုံးဝအဆင်ပြေနေတာ okay ဆိုပြီးဖြစ်နေတာဆိုရင်ဟို affirmation လုပ်လိုက်တာလေးဆိုတာကတော်တော်လေးကိုပြောမယ်ဆိုရင်အသုံးဝင်တယ်ဟိုဒီချက်လဲကိုနိုင်လဲသုံးအများတန်းလုပ်တယ်ပေါ့နော်အရင်တော့ဆိုရင်ကို့မှာမကောင်းတဲ့အချင်းရှိခဲ့တယ်ပေါ့ကို့မှာဖုန်းကိုမလို့ချင်းမှာဖုန်းဖွင့်ချလိုက်မယ်ကြည့်မယ်စာရင်းမြင်စိတ်တွေရှုံမယ်ခုနဂျိုင်ဘယ်လိုစလိုက်တဲ့ how you start the day are really important ဆိုတဲ့အခါကျ affirmation လုပ်တဲ့အခါမှာ Charlie နေနဲ့ဘယ်လို affirmation လေးတွေကိုပို့ပြီးတော့ဟိုလုပ်ဖြစ်လဲဘယ်လိုကမလဲ affirmation လေးတွေကကိုယ့်အတွက်ဒီနေ့တာအတွက် smooth ဖြစ်စေလဲဟုတ်ဘယ်လို affirmation လုပ်ပြလဲဆိုတော့ကျွန်တော်ပထမဆုံးကိုဘာကိုဦးတည်လဲကိုရဲ့ direction ပါလဲကိုအရင်စဉ်းစားတယ်ပြီးတော့ကိုဖြစ်ချင်တဲ့ဟာကို affirm လုပ်တယ်အဲ့ဒါအရင်အရေးကြီးရယ်ကိုမဖြစ်ချင်တဲ့ဟာကို affirm လုပ်လဲကိုအတွက်မှမထူးလာဘူးလေအဲကြောင့်မလို့ကိုဘာလုပ်ချင်လဲကိုဘာဖြစ်ချင်လဲအဲ့ဒါကိုအဓိကကို direction ရှိဖို့လိုတယ်အရင်ချင်း direction ရှိမှကိုဦးတည်ချက်ကလည်းမှန်ကန်မယ်အဲကြောင့်မလို့ affirmation လုပ်တဲ့အချိန်ကျမှကျွန်တော်ကဒီနေ့အတွက်ကိုအလုပ်အတွက်ဖြစ်စေကျမရဲ့အတွက်ဖြစ်စေကိုအဲ့ဒါနဲ့ပတ်သက်မှာကိုအမြဲ affirm လုပ်ဖြစ်တယ်ဟုတ်နော်ဒီနေ့တာကို consciousness နဲ့နှိုးထားတာနဲ့ conscious မပါဘဲနှိုးထားတာနဲ့မတူဘူးလေနော်ဒီနေ့အတွက်ကိုရဲ့ intention ကပါရှိလဲကိုလိုရမယ့်အရာကိုသိဆုံးမယ်အဲ့တော့အဲ့အတွက်ကိုကအရင်ဆုံး positive energy နဲ့နှိုးထားတာကြောင့်ခုနကလည်းပြောတဲ့စကားထဲမှာပါ universe ကိုနှုတ်ဆက်တယ်အဲ့ဒါအမြဲလုပ်ဖြစ်တယ်လုပ်ဖြစ်တဲ့အခါကျတိတိတတ်တာကိုပဲ connection လဲမတူတော့အဲ့ရဲ့ positive vibe ကနေပြီးတစ်စင်ကိုရဲ့ aura လည်းမတူတော့ aura မတူတော့ဟုတ်မြင်သိတာတယ်ဒီနေ့တနေ့တည်းနဲ့တော့မသိတာပေမဲ့ဒီမှာပုံမှန်လို့လာတဲ့အခါမှာအဲ့တော့ TCDR ကိုသိတာချာလီကဘယ်လောက်ကြာပါလဲTCL တီးစုပေါင်း2နှစ်ပြီပါ2နှစ်ပြီပါဟုတ် okay TCDR လောက်တာစတာဖြင့်3နှစ်လာပဲရှိသေးတယ်ဟုတ်3နှစ်ကျော်ပဲရှိအောင်မယ်ထင်ဟုတ်2နှစ်ရှိပါပြီအရင်မြန်နော်တချို့အချိန်ကြီးမြန်လိုက်တာနော် more to come yeah ဟုတ်တယ်ခုနကချာလီပြောတဲ့ affirmation ဟာလေးကိုတွေ့ပြောရမှာလေဟိုဖြစ်တာနောက်ပိုင်းကျလို့ရှိရင် TCDR မှာလည်း season ထားတာလေးပေါ့နော် affirmation ကို voice recording လေးနဲ့လုပ်ပြီးတော့နေ့တိုင်းကိုတင်ပေးဖို့လည်းစဉ်းစားထားတယ်plan တွေပေါ့နော်ဖြစ်ချင်တာတွေကအများကြီးဖြစ်နေတယ်ကျတော့ရန်ကိုရ idea ပါဟုတ်တယ်ချာပြီးတော့နောက်ထပ်ကျွန်တော်ပြောပြချင်တာပေါ့နော်ကိုဒီ negative energy ကိုဘယ်လို self pressure ဖြစ်လာတော့ဒီချက်ရဲ့အရင်ဟိုပါပေါ့နော်ဘယ်လိုလုပ်ဖြစ်လဲတော့ spiritual but ကျွန်တော်တခါကျဟိုအလုပ်နဲ့အလုပ်နဲ့ပတ်သက်ပဲဖြစ်စိတ်ညစ်စရာရှိရယ် personal စိတ်ညစ်စရာရှိရင်ကိုအမြဲ spiritual practice ဘာလုပ်ဖြစ်လဲဆိုတော့ salt water နဲ့ကိုရေချိုးဖြစ်တယ် cleansing လုပ်တယ်ဟုတ် salt water cleansing လုပ်တယ်ပြီးတော့ meditation healing sound ကိုနားထောင်တယ်ကို emotional feeling လုပ်တယ်ပြီးတော့ခါကျရင်ကိုခီးထွက်စာရှိရင်ကိုထွက်လိုက်တယ်
ကိုတခါကျရင်ဘယ်လိုပြောမလဲအဖော်ပါရင်တိတ်မလို့ကိုတယောက်ဟဲ yeah quality time ယူဖြစ်တယ်အဲ့နောက်ပိုင်းကိုအရင်ဘယ်လိုပြောမလဲပိုချက်လာပိုတမိုးထားတက်လာအရာရာတိုင်းဟုတ်တယ်နော်တစုံတယောက်ရှိမှဆိုရဲဟာမျိုးလည်းမရှိတော့ မရှိတော့ဟုတ် ကိုအကိုတက်လာတယ်ကိုပို့ပြီးယုံကြည်လာတယ်ပေါ့နော်မကြသေးခင်ကကိုနိုင်လဲထွက်ထားတာခီးရဆိုတော့ဂျပန်ကိုသွားထားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအရာဒါဘာနဲ့မှမတူတော့ဟုတ်တယ်တချို့ really the quality time really different yeah အကြောင်းမလို့ဘယ်လိုမျိုးလဲTCL member တွေလည်းကိုဘယ်လိုလဲ encourage လုပ်ချင်တာပေါ့နော်ကိုအချိန်ယူကြည့်ပါကို take time လုပ်ကြည့်ပါပြီးတော့ကိုပို့ချစ်အောင်ကိုအချိန်ပေးပါအရာရာတိုင်းကတဖြည်းဖြည်းနဲ့တော့ဘယ်အောင်ဆိုဟတ်ချလောင်ဖြစ်တော့မရှိဘူးslow progression slow and steady yeah everything will be perfect and be blessed out everyone thank you so much